ဒီနေ့မှာတော့ကျွန်တော်မျက်စိနဲ့အလွယ်တကူမမြင်လိုက်နဲ့ကဘာလေးတစ်ခုတည်းကိုခဏလောက်ဝင်ကြည့်ကြရအောင်ပါဟုတ်ပါတယ်မိုးတပွင့်ရဲ့နောက်ွယ်ကလျှို့ဝှက်ဆန်းကျဲတဲ့ဘဝဇက်ကြောင်းကိုအတူတူလေ့လာကြည့်ကြမှာပါဒီလိုမဟုတ်လားတခါလေးမိုးရပြီးတော့တနေ့မနက်မှာမိုးရမျက်လေဖျားလိုက်ဘယ်လိုမျိုးမြေကြီးတွေကနေရုတ်တရက်ထွက်လာတာတဲ့အဲ့ဒါဘယ်လိုဖြစ်သွားတာလဲဆိုတာသိချင်မှုကြမှာပါအဲ့ဒီမိကုန်းကပဲကျွန်တော်တို့ရဲ့ဒီနေ့စူးစမ်းလေ့လာမှုရဲ့အစပါပဲအဖြီးကတော့ကျွန်တော်တို့မျက်စိနဲ့တော့မမြင်နိုင်တဲ့အနုဇီဝလောကထဲမှာပုံကွယ်နေတဲ့ခရီးရှည်ကြီးတစ်ခုပါပဲကဲဒီတော့ဒီဇက်လိုင်းရဲ့အဓိကဆက်ဆောင်ပြောရရင်ခီးသေးလေးတူပေါ့သူဘယ်ကနေဒီခီးကိုစတင်ခဲ့တယ်လဲဆိုတာကြည့်လိုက်ကြရအောင်သူ့ကိုတော့ spore လို့ခေါ်ပါတယ်အလွယ်ပြောရင်အပင်တပင်ရဲ့မျိုးစိတ်လေးလိုပါပဲအရန်တင်းငယ်ပဲသူ့ထက်မှာမောမျိုးဆက်တဲ့တစ်ခုလုံးကိုဖန်တီးနိုင်တဲ့မျိုးပိစအချက်လက်တွေအကုန်ပါဝင်နေပါတယ်အလားအလာအကြီးကြီးရှိတဲ့အစဖြူရှင်လေးတစ်ခုပေါ့ဟုတ်ပြီအခုစပိုးလေးကသူ့ရဲ့ခီးကိုစတင်ပါပြီမိခင်မိုးကြီးစီကနေလွတ်မြောက်ပြီးအဝေးဆုံးရောက်အောင်သွားရမယ်လीအဓိကအဖြစ်တော့လေတဲ့ကိုပြန့်လွင့်သွားတာပေါ့ဒီမြင်ကွင်းကိုမြင်ရောက်ကြည့်လိုက်ပါရင်းမြင့်နေတဲ့မိုးတပွင့်ကနေစပိုးလေးတွေတန်းပေါင်းကိုတွေပေါင်းများစွာကိုမိကုန်းကြီးတွေလိုပဲလေတဲကိုလွတ်ထုတ်လိုက်တဲ့မြင်ကွင်းကိုလေတကယ်ကိုအံ့ဩစရာပါပဲဒါပေမဲ့အဲ့လိုလွင့်သွားတဲ့စပိုးလေးစီတိုင်းအောင်မြင်တာတော့မဟုတ်ဘူးတကယ်တမ်းမှာစပိုးတစ်ခုချင်းစီရဲ့အောင်မြင်နိုင်ခြေကဘယ်လောက်ရှိတယ်လဲဆိုတော့တန်းတစ်ထောင်မှတစ်ခုလောက်ပဲရှိတာပါမယုံနိုင်စရာပဲနော်အခွင့်အလမ်းကအဲ့ဒီလောက်နီးပါးနေပြီမဲ့တဘာဝရအကြီးဆက်လက်ရှင်တိုင်းဖို့အတွက်ဒီခီးကိုမဖြစ်မနေသွားရမှာပါဒါကသူ့ရဲ့ကံကြမ္မာပဲလေကဲအခုဆိုရင်အဲ့ဒီတန်းတစ်ထောင်မှတစ်ခုသောကံကောင်းတဲ့စပိုးလေးကတင်းတော်တဲ့နေရာတစ်ခုမှာမြေပေါ်ကိုကျသွားပြီအဲ့ဒီမှာဘာဆက်ဖြစ်မလဲကြည့်လိုက်ကြအောင်ဒီမျိုးစိအပင်ပေါက်တဲ့ဖီစင်ကအရှုပ်ထွေးပုံပေါ်နေပြီနဲ့တကယ်တော့ရိုးရှင်တဲ့အဆင့်3ဆင့်ပဲရှိပါတယ်သူကဆွဆွတဲ့မြေပေါ်ကျတယ်ပြီးတော့ပေါ်မင်းချင်းကရေနဲ့အာဟာရတွေကိုစုပ်ယူတယ်နောက်ဆုံးမှာတော့အသက်ရှင်ခြင်းရဲ့လက္ခဏာအဖြစ်တဲ့အညောင်လေးအဖြစ်စတင်ထွက်ထွက်လာပါတော့တယ်ဟုတ်ပြီအခုဇလန်ကမြေပေါ်ကနေမြေအောက်ကဘာတွေကိုရောက်သွားပါပြီအဲ့ဒီစပိုးလေးတစ်စစ်ကနေကျွန်တော်တို့မမြင်နိုင်တဲ့ empire ကြီးတစ်ခုကိုတိဆုတ်တော့မှာပါအဲ့ဒါကို mycelium လို့ခေါ်ပါတယ်ကျွန်တော်တို့မြင်နေရတဲ့မူပွင့်ကအပင်တပင်ရဲ့အပွင့်လေးလိုပဲအမှန်တကယ်တော့မြေအောင်မှာပင့်ကူအိမ်လိုပြန်တတ်နေတဲ့ဒီ mycelium ကွန်ရက်ကြီးကမှမွေရဲ့အဓိကကူးတဲ့အဆစ်ဖြစ်ပါတယ်ဒီတော့ဒီကွန်ရက်ကြီးက gas စနစ်မှာအရန်အရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေတာပေါ့သူကတတော်ရဲ့တန်ရှင်းသမားလိုပဲအဲအားတွေကိုဆွေးမြေ့စေတယ်အာဟာရတွေကိုစုပ်ယူတယ်ပြီးတော့နောက်ဆုံးမှာကျွန်တော်မြင်ရတဲ့မိုးပွင့်တွေအခြေခံအုတ်မြစ်ကိုတိဆောက်ပေးပါတယ်ကဲဇလန်ရဲ့အထွတ်အထိပ်ကိုရောက်လာပါပြီမြေရောက်ကရှို့ဝဲကဘာကနေကျွန်တော်တို့မျက်စိနဲ့မြင်နိုင်တဲ့မိုးပွင့်လေးထွက်ပေါ်လာတော့မယ့်အချိန်ပါပဲအဆိုထားအပူချင်းနဲ့အာဟာရအဲ့ဒီအချင်းဒီအားလုံးအဝင်ခွင့်ကြထိထွားတဲ့အခါမိုင်စီလီယန်ကွန်ရက်ကြီးကအချက်ပြချက်တကူရလိုက်တယ်လို့ပါပဲမျိုးဆက်တစ်ကိုပွားများဖို့အချင်းတန်ပြီဆိုရဲအချက်ပြမှုပေါ့အဲ့ဒီအခါမှာပဲမြေပေါ်မှာမြင်ရတော့မိုးပွင့်ကိုစတင်ဖန်တီးပါတော့တယ်ဒီအချိန်မှာရာဟာလုံးကအရန်ကိုမြန်ဆန်းသွားပါတယ်ကြည့်ပါဦးနာရီပိုင်းအတွင်းမှာပဲတင်းငယ်တဲ့မုံမုံလေးကနေဒီရက်အတွင်းပင်းစီလေးထွက်လာတယ်ရနေငယ်အတွင်းမှာပဲပြည့်ပြည့်စုံတဲ့မိုးပင်းကြီးအဖြစ်အံ့ဩစရာကောင်းလောက်အောင်ကြီးထားလာတာကိုတွေ့ရမှာပါအခုဆိုရင်ဇလန်ဟာစဝိုင်းပုံစံအတိုင်းအစကိုပြန်ရောက်လာပါပြီဒီမိုးပွင့်အသက်ရဲ့အဓိကရွယ်ချက်ကတော့ဒီခရီးရှည်ကြီးကိုနောက်တစ်ကြိမ်ပြန်လဲစတင်ဖို့ပါပဲဒီမှာကြည့်လိုက်ရင်မိုးရဲ့အစိပ်ပန်းသေးတစ်ခုချင်းစီမှာသူ့တာဝန်နဲ့သူရှိနေတာကိုတွေ့နိုင်ပါတယ်မိုးခွက်ကစပိုးလေးလေးရှိနေပါးကိုကာကွယ်ပေးတယ်ပင်စီကကြလာစပိုးတွေကိုအဝေးဆုံးရောက်အောင်မိုးခွက်ကိုမြင့်တင်ပေးထားတယ်အားလုံးကမျိုးဆက်တဲ့ပြန်ပွဲရဲ့စနစ်တကျလှုပ်ဆောင်နေကြတာပါဟုတ်ပါအဆုံးမရှိတဲ့တန်တီယာစက်ဝုန်းတစ်ခုလိုပါပဲမိုးခွာအောင်မှာနောက်ထပ်ခရီးတဲ့မျိုးစားတစ်တွေကသူတို့ရဲ့ခရီးကိုစတင်ဖို့အသင့်ဆောင်နေကြပါပြီအဲ့တော့အောင်မြင်တဲ့ခရီးစဉ်လေးတစ်ခုတည်းကနေနောက်ထပ်ခရီးစဉ်အသစ်ပေါင်းကိုတေပေါင်းများစွာကိုမွေးဖွားပေးလိုက်တာပဲဖြစ်ပါရဲ့ဒါတက်ရှိရဲ့ရှင်တန်တီတန်ကြီးတန္တရာလဲပတ်ဘုံကိုတီတီမိမိဖော်ပြနေတဲ့အနစ်ချုပ်အတွေ့အခေါ်လေးတစ်ခုပါပဲတစ်ခုကနေအမလိုက်ဖြစ်လာတာပေါ့ဒီတော့နောက်ဆုံးအနေနဲ့ဒီမေခွန်းလေးကိုခြံထားခဲ့ချင်ပါတယ်ကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာခြေဖွားအောက်မှာဒီလိုမျိုးတခြားဘလို့မြင်နိုင်တဲ့အံ့ဩစရာခီးစဉ်တွေဖြစ်နေဦးမလဲစဉ်းစားစရာပါပဲနော်